မနစ်တုန်းကတော့ခဲ့တဲ့နောက်ခလိုက်ရေကူမှာရေပြန်သွားကူပါမယ် Bitch ကျွန်တော်တို့ရေလာကူးတဲ့နောက်ခလိုက်ရေကူတော့တွေ့နေရပါပြီမိုးရွာတာတီးတီးရက်နဲ့ရေလာကူးတာပေါ့နော်မိုးရွာထားတော့စိတ်စိတ်ဆူဆူလေးနဲ့တမျိုးလေးလာတယ်ပေါ့ဒီရက်ပိုင်းကဖအံမိုးမရွာတဲ့နေ့မရှိဘူးဆိုတော့ရေကူးချင်တော့မိုးရွာမိုးတိတ်တာတော့စောင်းလို့မရအောင်ကျုံတဲ့နေ့ကူးရမှာပဲဒီတောင်နာမယ်ဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ဒီတောင်အောက်မှာရှိတဲ့ရေကန်လေးမှာကူးရမှာပါဒါနောက်ခလိုက်ရေကူးဖြစ်ပါတယ်မနစ်ကနဲ့အခုဘာတွေပြောင်းလဲမှုရှိလဲသူကြည့်ကြတော့ပေါ့ Yo let's go Bitch စဘာပင်တွေကအရွယ်ငယ်သေးရနော်မနစ်တုန်းကဒီချိန်ဆိုဒူးလောက်တော့ရောက်နေပြီစဘာပင်တွေချားမှာပုံရိုက်မယ်ဆိုတော်တော်လေးလှရပေါ့နော်မနစ်တုန်းကတော့ဒီနေ့ကတော့စဘာပင်တွေကဘလို့ဖြစ်ပြီးတေးနေသေးရလဲမပြောတတ်ဘူးပြီးတော့ဒီမှာ toilet နဲ့အဝတ်စားလဲခန်းကိုလည်းတေးချာချာလေးဒီနေ့ကတော့လုတ်ပေးထားတာတွေ့ရပါတယ်ထိုင်းမင်းတွေမြင်ရတော့အညာမြေဘက်ရောက်နေတဲ့ခန်းစားချက်လေးတောင်ရရဗျာဒီနေ့ကတော့ဆိုင်ငယ်စတန်ကိုအကျယ်ကြီးပဲတမတလင်းခင်းပေးထားတာတွေ့ရပါတယ်ဆိုင်ငယ်ပျောက်တတ်သည်ရဲ့ဆိုင်ငယ်ကမြန်မာနိုင်ငံတနိုင်ငံလုံးပျောက်နေကြတာမသိပါဘူးဒါကတော့ကျွန်တော်တို့ရီလာကူးတဲ့နောက်ခလိုင်းရေကူဖြစ်ပါတယ်လူကတော့နည်းနည်းလေးရှုပ်တယ်ပြီးတော့မိုးကလည်းရွာနေတယ်ပြီးတော့ကံမောင်လှုပ်လိုက်တယ်နော်ကံမောင်လှုပ်လိုက်တော့လေလာကြီးရဲ့လူတွေခြေအောက်တွေမပေတော့ဘူးပြီးတော့ဘွက်တွေကန်ထဲမဝင်တော့ဆိုရေချိုးရဲ့လူတွေအတွက်အဆင်ပြေတယ်ပေါ့ဒါပေမဲ့အားနည်းချက်ကတော့ကျွန်တော်တို့ရေကူကိုနောက်ခံထားပြီးတော့ပုံရိုက်ချင်တဲ့လူတွေအတွက်ကတော့တိတ်အဆင်မပြေဘူးဘာလို့ဆိုကန်ကြီးမမြင်ရတော့ဘူးဗျအဲ့ဘောင်ကြီးနဲ့ကာနေရဆိုဒီလီကားကနေတစ်ထစ်နှစ်ထစ်လောက်ပဲဆင်းပြီးပုံရိုက်မယ်ဆိုလဲလှပါတယ်ရေကတော့တကယ်စိမ့်ပြပြီးကြည်နေတာပဲနော်ချိုးချင်စရာမိုးရွာလို့ထင်တယ်ရေလာကူးရဲ့လူကတော့တိတ်မရှိဘူးကြောက်ကူရဲ့အလောက်တစ်ချက်ခံစားကြည့်ပေါ့တော်တော်လေးလှပါတယ်အပြင်မှာတော့ဗီဒီယိုထဲမှာတော့ဘယ်လိုနေမလဲမပြောတတ်ဘူးကြောက်သားတွေကိုကုတ်ပြီးပေါက်နေတာညောင်ပင်ထင်တာပဲအော်မနစ်တုန်းကလူမြင်တာနဲ့ခြေထောက်ကိုလာကိုက်တဲ့ငါးတွေတောင်မှအခုတော့ထွက်ပြေးကုန်ကြပြီအချိုးပြောင်းတာပေါ့ရပါတယ်ဒီဘဲကရေမကူးဘူးထင်တယ်သူ့မှာပြောနေရှာโอเคဗျာရေထဲစဝင်တော့မယ်โอเค let's goဒီနားမှာတော့9ပေ10ပေလောက်ထိနှက်တယ်ဗျဒီဂူအောက်ထဲမှာတော့ရေကူးတက်မှပဲကူးလို့အဆင်ပြေပဲမဟုတ်ရင်တော့ရေနစ်သွားနိုင်တယ်ဗျပြီးရင်လက်ကင်ဖို့နေရာလဲတိတ်ပြင်းများဆဆမရှိဘူးရေကတော်တော်နှက်တယ်ရေရှင်ဆိုရင်တော့တမျိုးပေါ့စိတ်ပိုင်ဒီဂူပေါ်တက်ပြီးတော့ခုံချလို့ရတယ်10ပေလောက်ထိမြင့်တယ်ဗျဒါပေမဲ့ကျွန်တော်တို့ကြောက်တယ်ဒီလေကားနားလေးကိုတော့လူတိုင်းသိနေကြလိမ့်မယ်လို့ထင်ပါတယ်နော်ဟုတ်ပါတယ် तू ကရေရောကူးတက်ရဲ့လားလို့မေးတဲ့အမရေနစ်တဲ့နေရာပါအခုကရေတက်နေရဆိုဒီနားလေးကတရက်ကတော့အေးစီမြုပ်တယ်ဗျ6ပေနလမလောက်ထိတော့ရှိမယ်ထင်တယ်ဒါပေမဲ့ခြေပြားထောက်မယ်ဆိုတော့အရက်မြင့်တဲ့လူဆိုတော့ဟိုနှာခေါင်းတော့ပေါ်တယ်ဗျအရက်ပူးတဲ့လူတွေကလေးတွေဆိုတော့ကောင်းကောင်းကြီးကိုမြုပ်ပါတယ်ဒီနေရာကတော့ကျွန်တော်အရက်9ပေ30ရှိရတော့မှတကိုယ်လုံးမြုပ်တယ်ဗျရေနစ်မှာကြောက်ရင်တော့ဒီဘက်တရားနားလေးမှာကူးပါဒီနားလေးဆိုရင်တော့ရင်ဘတ်လောက်ပဲရှိပါတယ်ရေမကူးတက်လည်းအဆင်ပြေတယ်ကျေးဇူးတင်ပါတယ်လို့နော်ရေကူးပြီးမှနေရထွက်လာတာပါတဲ့ဟိုတယ်ကနေထွက်လာကြတဲ့ကမိုးကဆိုရာတီတူကအေးနဲ့တော်တော်လေးကိုချမ်းနေတာအခုရေချိုးပြီးပြန်တော့မယ်ဆိုမှနေရကောက်ထွက်လာတယ်တဲ့ကန်စာတာအလောက်ထိကိုကောင်းတာပါလို့နေထိုးလိုက်တော့လေနော်ကြောက်ဆောင်တွေကတမျိုးလေးလာတယ်ဗျထမ်းပင်အောင်ဒီလိုလေးမြင်ရတော့ထမ်းရည်အောင်တောက်ချင်တော့ကဲမိုးလဲချုပ်နေပြီညစာလဲစားတော့မှာဆိုတော့နောက်ခလိုက်ရေကိုနှုတ်ဆက်ပြီးတော့ပြန်တော့မယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါညစာတော့ညစီတန်းဥဝတ်တုတ်ဆိုင်မှာသွားစားမလို့ပါတောချက်သမင်းဟင်းပေါ့နော်โอเคပြန်ပြီဗျာတို့ပြန်နေပါပြီကျွန်တော်တို့အပြန်လမ်းမှာဇွဲကွင်းတောင်လေးပါတွေ့လိုက်ရရဗျာစားလိုက်တာနောက်နေ့ကျမှတီတောင်ထက်တက်မယ်ဗျာအချင်းကြရင်လဲကျွန်တော် vlog ပြန်တင်ပေးပါမယ်အားလုံးပဲ thank you so much have a good day ပါ